ငါ့ကိုနိုင်ဖို့အိမ်မက်ထဲမှာတောင်မဖြစ်နိုင်ဘူးလို့မာခါချက်ကိုအရှိုက်ခွဲပြီးပွဲထွက်မဲ့ရကျင်ညာလိုက်တဲ့တော်ဘူရီယာအားလုံးပဲမင်္ဂလာပါ Can Find New ကတင်ဆက်နေပါတယ်ဒီနေ့မှာတော့ UFC လောကမှာဘသူကမှမကြောက်ဘူးဆိုတာကိုထပ်ပြီးတက်သေးပြလိုက်တဲ့အီလီယာတော်ဘူရီယာရဲ့အကြောင်းကိုတင်ဆက်ပေးမှာပါသူဟာ P4P number 1 Islam Makhachev ကိုလူပုံအလဲမာတင်အကင်းအထန်ဝေဖန်လိုက်တယ်လို့သူ့ရဲ့2026စီမံကိန်းဒီကိုလေအတိအလင်းကျင်ညာလိုက်ပါပြီဒီ Super Fight ပွဲစဉ်ကတကယ်ပဲဖြစ်လာတော့မှာလားတိုဘူရီယာကမာခါချက်ကိုဘာကြောင့်ဒီလောက်အထိအထင်သေးနေရတာလဲအဖြေကိုဗီဒီယိုထဲမှာအတူတူကြည့်လိုက်ရအောင်ပါအဖြစ်ပြက်ကတော့ပရိသတ်တယောက်ကမာခါချက်ဟာတိုဘူရီယာကိုချုပ်ကွက် submission နဲ့အနိုင်ယူသွားလိမ့်မယ်လို့မှတ်ချက်ပေးခဲ့တာကနေစတင်ခဲ့တာပါအဲ့ဒီခါမှာတိုဘူရီယာကဘလို့ပြန်တုံ့ပြန်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာတော့ဒါမျိုးဖြစ်လာမှာမဟုတ်ပါဘူးသူကအိမ်မက်မှတ်တာတော့ညံဖေးနေသူပါတယ်ဗျာဒါဟာမာခါချက်ရဲ့စွမ်းဆောင်ရည်ကိုတိုဘူရီယာကအပြင်းအထန်လောင်ပြောင်လိုက်ကပဲဖြစ်ပါတယ်မာခါချက်ရဲ့နပန်းပညာကိုတိုဘူရီယာကလုံးဝဂီးမဆိုင်ဘူးဆိုတာဒီစကားကတက်တည်ပြနေပါတယ်ဒါတင်မကသေးပါဘူးတိုဘူရီယာဟာ2026ခုနှစ်အတွက်သူ့ရဲ့လမ်းပြမြေပုံကိုလည်းချပြခဲ့ပါတယ်သူဟာလာမယ့် April လနဲ့ June လကြားမှာအော်တဂွန်ထဲကိုပြန်လာတော့မှာပါပြိုင်ဘက်ကဘာတူလဲ3-2-4မှာထိုးတက်မဲ့ Paddy Pimblett နဲ့ Justin Gaethje တို့ထဲကအနိုင်ရတဲ့သူဟာတိုဘူရီယာရဲ့လက်သီးစာမိတော့မှာပါသူက2026ခုနှစ်ရဲ့အကောင်းဆုံးအလဲထိုးစု Knockout of the Year ကလည်းငါအတွက်ပဲလို့အပိုင်အတွက်ထားပါတယ်တိုဘူရီယာရဲ့ယုံကြည်မှုဟာအလကားလောင်မဟုတ်ပါဘူးဘန်တန်ဝိတ်ချန်ပီယံမာရက်ကိုဒန်ကလည်းအီလီယာဟာမာခါချက်ကိုအနိုင်ယူဖို့အခွင့်အရေးအများကြီးရှိတယ်လို့ထောက်ခံထားပါတယ်မာရက်ဟာစပိန်မှာတိုဘူရီယာနဲ့အတူတူလေ့ကျင့်ပြီးနောက်မှာသူ့ရဲ့စွမ်းအားနဲ့နီးစနစ်ကိုအန်အောသွားခဲ့တာပါဝိတ်တန်းကြော်မီ welterweight မှာထိုးရင်တောင်တိုဘူရီယာကပဲနိုင်မယ်လို့မာရက်ကဆိုပါတယ်တိုဘူရီယာရဲ့ယုံကြည်မှုဟာသူ့ရဲ့လက်သီးပြင်းအားအပေါ်မှာအခြေခံပါတယ်သူဟာ lightweight သားမဟုတ် welterweight ပါထိုးတတ်နိုင်တဲ့စွမ်းအားရှိတယ်လို့အမြဲဆိုလေးရှိပါတယ်အခုဆိုရင်သူဟာမာခါချက်ရဲ့ခါဘတ်ကိုပါပစ်မှတ်ထားနေပြီလားဆိုတာစိတ်ဝင်စားစရာပါအာမန်ဆာရူချန်လိုထေတန်ဖိုက်တာတွေကိုတောင်အလွယ်လေးအလဲထိုးနိုင်တယ်လို့ယူဆထားတဲ့တိုဘူရီယာအတွက်မာခါချက်ဟာနောက်ဆုံးအတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်တိုဘူရီယာရဲ့ဒီစကားတွေကြောင့် UFC ပရိသတ်တွေကြားမှာအကြီးအကျယ်ညှင်းခုန်နေကြပါတယ်မာခါချက်ပရိသတ်တွေကတော့နပန်းနဲ့ကြုံရင်တိုဘူရီယာငိုရလိမ့်မယ်လို့ဆိုကြသလိုတိုဘူရီယာပရိသတ်တွေကလည်း Volkanovski နဲ့ Holloway တောင်မခံနိုင်တာမာခါချက်လည်းလဲမာတယ်လို့ယုံကြည်နေကြပါတယ်ဒီစူပါပွဲစဉ်ဟာ UFC တမိုင်းမှာအကြီးအကျယ်ဆုံးထိပ်တိုက်တွေ့ဆုံမှုဖြစ်ဖို့ရာဂိုင်နှုန်းတော်များနေပါပြီတိုဘူရီယာကမာခါချက်ကိုတကယ်လက်တွေ့မှာရောအခုလိုပဲအလဲထိုးနိုင်ပါမလားသူ့ရဲ့2026စီမံကိန်းတွေကအမှန်တကယ်ထက်လာမလားညီကိုတို့ရဲ့အမြင်တွေကို comment မှာဆွေးနွေးသွားခဲ့ကြပါဦးဒီလိုစိတ်ဝင်စားစရာ UFC သတင်းတွေကိုအမြဲကြည့်ဖို့ channel လေးကို subscribe လုပ်ထားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက် Can Find New မှာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်